သက်နာကြီးခဲ့ပြီပေါ့နော်အဲ့ကျမဘာလဲဘလူးစီးဖို့ပေါ့နော်အဲ့ဒီမိဘပြန်စီးဖို့အတွက်မျိုးလေးသက်နာလေးတွေအခက်ခဲလေးတွေရှိခဲ့တာပေါ့နော်ဒါပေမဲ့အခုဒီမှာကကျွန်တော်လုံးဝအဆင်ပြေတယ်အခုကရေခွန်သွားမယ့်နေရာစီရောက်နေပေါ့နော်ဒီကနေပေါ့နော်ဒီမြို့ထဲနေပြီးမှဒီကို2နာရီလောက်ကားစီးလာခဲ့ရပေါ့နော်ကားစီးလာပြီးတော့မှsecond ရေခွန်ရှိတဲ့နေရာကိုသွားဖို့ပြင်ဆင်ပြနေပြီပေါ့နော်အခုရေခွန်သွားဖို့အတွက်ပေါ့နော်ဒီမြို့ခဏငားလာခဲ့ပေါ့နော်ဒီပိတ်စတဲ့ဆို2000ပေးရပါတယ်တဲ့နေပြောင်းပေါ့နော်မဟုတ်ရင်တော့ကိုပိုင်ဖနက်နဲ့စီးတိုင်းတော့အကုန်လုံးစုမယ်ခါကျတော့အဆင်ပြေပေါ့နော်အဲကျတော့ဒီမျိုးရှူထပ်ငားလာပါတယ်Maybe I'm waiting for a sign. I see it every time I close my eyes. နားနေလာခဲ့ပြီးတော့မှအောင်စင်လာတယ်ပြီးရင်ဘာပြန်တက်လာလဲရောက်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့ဒီပေါ့နော်ပါလေစကကြတော့2ည3ရက်ခီးစဉ်ခါကြတော့မိတောင်ရှင်သွားမိတောင်ရှိတဲ့နေရာစီကိုသွားလေတဲ့ပထမဆုံးည3ညပေါ့နော်အခုကျွန်တော်တဲတဲ့နေရာရောက်နေပါတယ်ဒီနေ့ပေါ့နော်ပထမရက်တရက်ပြီးမှခါကြတော့နေ့လေစားပြီးအောင်ပေါ့နော် I think this way much better I think this one ပထမတရက်မှာပေါ့နော်နေ့လေစားပြီးအောင်မှကျွန်တော်တို့ခါကြတော့4နာရီလောက်ကားထပ်စီလာခဲ့ရပေါ့နော်ဒီရောက်ဖို့အရေး4နာရီပြင်တညလုံးမဟုတ်တညနေခင်းလုံးမိုးရွာလာတလန်းလုံးမိုးရွာလာတယ်အခါကျတော့ကျွန်တော်ကိုလည်းအံ့ဩမိရပေါ့နော်အဲ့ဘာလဲစကားကျတော့ကအရင်ဆိုရင်ကျွန်တော်ကားစီးနေကြဆိုရင်လိုင်းကားပဲဖြစ်ဖြစ်တက္ကစီစီးတာပဲဖြစ်ဖြစ်တနေရာနဲ့တနေရာပေါ့နော်မိနစ်အနည်းငယ်လောက်သွားတာပဲဖြစ်တော့ကျွန်တော်ကားမှုပျောက်စီတောက်ရတာပေါ့နော်ဒါပေမဲ့အခုတတိထားလာမိတာခါကျတော့ဒီလန်4နာရီလုံးပေါ့နော်ကျွန်တော်ကားမှုမခဲ့ဘူးကိုလည်းအံ့ဩမိရယ်ဘာဖြစ်လို့ဆိုတော့လမ်းကလည်းကျွန်တော်တို့တောင်ကြီးလမ်းလိုမျိုးပဲပေါ့နော်အကွေးကောက်တွေများတယ်ဒီလိုလာတဲ့အချိန်ခါကျတော့အကွေးကောက်တွေများတယ်အဲ့ဒီအကွေးကောက်များတဲ့ထဲမှာကျွန်တော်ကဒီထိုင်းနေပြီးတော့မှဝယ်လာတဲ့စာအုပ်မောစာအောင်ကားထဲမှာပေါ့နော်ကားမှာစာအုပ်အောင်ဖတ်လာခဲ့လိုက်တယ် It's so amazing I don't know စာအုပ်တော်မှာဖတ်လာခဲ့တယ်ပေါ့နော်အဲ့ဒါကကျတော့Oh my god I'm so impressed of myself ကိုပေါ့နော်အရင် impress ဖြစ်မိရပေါ့နော်အဲ့ဒါကိုလေတိုးတက်လာလို့ပြောရမှာပေါ့နော်ခီးသွားလာနေနေပေါ့နော်ဟို
ကျင့်ရှိလာခါကြတော့လေအခုတော့မှစာအုပ်တော့ဖတ်နေလားဆိုကိုအံ့ဩမိရဲ့အခါကြတော့တကယ်လို့များတကူပေါ့နော်နေတိတ်မကောင်းတော့ဘူးဆိုပြီးတော့မှဆိုခဏနားတယ်ခဏနားပြီးတော့မှတချင်နားထောင်လိုက်တယ်ပေါ့နော်ကားစီးလာတဲ့အချိန်ကြာရင်တော့ပြီးရင်တလန်းလုံးမိုးရွာပြီးတော့ဒီရောက်လာတယ်ရောက်လာပြီးကျွန်တော် check in ဝင်တယ် check in ဝင်ပြီးတော့မှသူတို့က dormitory ပုံစံလိုမျိုးပေါ့နော်အဆောင်ပုံစံမျိုးနဲ့နေရပါတယ်ပထမအဆုံးညတညမှာကကျတော့ကျွန်တော်တို့အုပ်စုခါကျတော့အုပ်စုကြီးရဲ့ထဲမှာပါပေါ့နော်22ယောက်လာမသိဘူး22ယောက်လောက်ပါပေါ့နော်အဲ့ဒီ22ယောက်လောက်အဲ့ဒီအခန်းထဲမှာနေရပေါ့နော်အပေါ်ထက်အောက်ထက်အမျိုးနဲ့ခွဲနေရတယ်တန့်ရှင်းလားဆိုကကျတော့တန့်ရှင်းတယ်ပြီးရင်ရေချိုးခန်းနဲ့လေတွဲလျက်ဆိုကကျတော့အများနဲ့300ရတယ်ပေါ့နော်ရေချိုးခန်းနေလို့အိမ်သားတွေရောတူပါပဲဒါပေမဲ့ရေပူရေအေးရတယ်ရေပူရေရတဲ့ခါကျတော့ရေတောင်မှချိုးလိုက်သေးတယ်ရေတောင်မှချိုးလိုက်တယ်ပေါ့နော် it's a ရေချိုးထားတဲ့ရုပ်ပေါ့ကွယ်မျက်မှန်မပါဘဲနဲ့ရေချိုးထားတဲ့ရုပ်ပေါ့ပြီးရင်အဲ့ဒီပေါ့နော်ကျွန်တော်အခုအိမ်ဝင်တော့မှတကယ်တော့ခိုင်းလာကကျတော့အိမ်ဝင်ခင်ကျွန်တော်တို့ကညစာကျွေးပေါ့ညစာကကျတော့ကိုရင်ရွေးရပေါ့နော်ပါစားခြင်းလေးပေါ့သူတို့ပေးထားတဲ့ menu ထဲကအတိုင်းကိုကတကူရွေးရပေါ့နော်ကိုကတကူရွေးရတယ်ပဲကိုကျွန်တော်ဒီညပေါ့နော်ကျွန်တော်ရွေးလိုက်တဲ့ခါကျတော့ကchicken barbecue ပေါ့နော်ကြက်သား barbecue กินထားတဲ့ဟာနဲ့ဒီ peanut sauce ပေါ့နော်မြေပဲနဲ့လုပ်ထားတဲ့ sauce နဲ့ရယ်ပြင်းသမင်းရယ်ကျွန်တော်ရွေးခဲ့တယ်ပေါ့နော်စားလို့ကောင်းတယ်ပြီးအရန်ပင်ပန်းလို့လားမသိဘူးကိုစားလို့ရန်ကောင်းပေါ့နော်ဘယ်လိုတောင်စားလို့ကောင်းတော့လည်းမသိဘူးပြီးရင်နောက်တစ်ခုကကျတော့တွေးကြုံကပါလဲစကားကျတော့ကမီးဖိုထားတဲ့နေရာပေါ့မီးဖိုတေးလေးတဲမီးဖိုတေးလေးနားမှာပေါ့နော်သူနဲ့ join ပြီးမြန် join ပေါ့နော်မြန် join တဲ့ activity တို့ကျွန်တော်တို့ဘာလုပ်ခဲ့လဲစကားကျတော့အမီးဖိုနားမှာกินစားခဲ့တယ်ဘာกินစားလဲစကားကျ marshmallow ကျွန်တော်သိရတလားပေါ့နော် marshmallow ကျွန်တော်ကဝယ်ပြီးဒီတိုင်းဝင်စားတာပေါ့နော်ဒါပေမဲ့ဒီရောက်ခါကျတော့กินပြီးစားရစကားကြောင့်ကိုဟောက်ကိုit's just a good experience ပေါ့နော်လုံးဝကိုအတွေ့အကြုံတစ်တစ်ခုလို့ပဲပြောအောင်ပေါ့နော်กินပြီးစားရတယ်ဒီတိုင်းဝယ်ပြီးစားနေတဲ့ခါကျမတူဘူးกินပြီးစားရတော့ပို့ပြီးတော့မကောင်းတယ်လို့ခံစားရတယ်ဝါတဲ့ချိန်မှာဆို so juicy ပေါ့နော် so amazing it's so good hopefully နာတချင်ကြရင်တော့ဒီ marshmallow ကိုပြန်กินစားနေလိမ့်မလို့ချက်ကိုယုံကြည်မိရပေါ့နော်ပြီးရင်အခုဒီအနောက်မှာကျွန်တော်နေရတဲ့အဆောင်ပဲဖြစ်ပါတယ်အောက်ထပ်ခါကျတော့သူတို့ပင်ရှင်နေရချင်းနေအပေါ်ထပ်ခါကျတော့ဧည့်သည်တွေပေါ့နော်လူလာနေပြီးရင်ဒီညကကျတော့စောအိမ်မရမယ်စောအိမ်လို့ပြောလားမပြောဆိုကိုယ့်ကိုလည်းမပြောတတ်ဘူးပေါ့နော်အခါကျမနေ့ပြန်ဘာဖြစ်လို့ဆိုတော့မနေ့ပြန်အစောထားရမှာဒီကနေမနေ့2နာရီလောက်စားထွက်ရမှာပေါ့နော်အခါကျတော့ဒီနေ့ညအိမ်3ရက်ခါကျတော့အေးပြတ်တဲ့ခရီးလို့ပြောရမှာပေါ့နော်ကိုယ့်ကိုလည်းမသိဘူးနေ့ညလည်းမာနေခါကျတော့ဒီခီးတစ်ခြားလုံးပေါ့နော်နေ့ညနဲ့မာလာခါကျတော့I have to adapt it ပေါ့နော်ဒီအောင်ကိုက used to ပြောင်းကိုဟာကိုကြိုးစားလေ့ကျင့်ရတာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဗီဒီယိုလည်းရှိသွားပြီဆိုတော့ကျွန်တော်ရဲ့ပထမဆုံးညအတွေ့အကြုံတော့ဒီမှာပဲတည်းရက်နာလိုက်ပါတယ်သူတို့ karaoke သူတို့တချင်းဆိုနေကြတယ်ခုနကလည်းသူတို့တချင်းဆိုနေလိုက်ပြောဆိုရပေါ့လေအဖေကောင်းလားဆိုမကောင်းဘူးသူတို့ဆိုသူများဆိုတော့ကိုလိုက်ပြကြည့်ရပါပေါ့နော်အားလုံးပဲပျော်ရွှင်စရာညချမ်းလေးပဲဖြစ်ပါစေခုနကတတာအခုကဒီကစီးရနေရရောက်နေပုံမနဲ့တနိုင်15လောက်ပဲရှိသေးတယ်ကျွန်တော်ဒီစေဒီကားတယ်လေပြီးတော့မှကျွန်တော်ကရှေ့အခန်းမှာရပါတော့ကကြောင့် it's so cool see it's so excited
အောက်ကနေပြီးတော့မှတည်တက်လာတယ်လီကပြန်တက်လာပြီးတော့မှနောက်ဆုံးတော့ဒီမြင်ကွင်းကိုရပါတယ်အစင်းရချောပေါ်ပါပြီးပေါ့အသက်ကလည်းမျိုးမရည်နိုင်ဘူးအခု Oh, you forget your your forgot everything when climbing. Brain is not functioning anymore. book for it. Because when you get tired, like you forgot everything, and then you don't want to think anything. Hello, I'm Mingla. Welcome, yeah. Aku aja nak ijang ko yang ni bare. Aku ka channel ni ya ka ni kono ho khai. Nyu te nyu le na ma. Nya le ka on ni sa pi ma sa tin thwa la pi yo di lo. 2 နာရီလောက်ကားစီးလာခဲ့ပေါ့နော်ဒီမနက်ကို2နာရီခွဲလောက်ဒီကိုရောက်တယ်ရောက်ပြီးခါကျတော့ကျွန်တော်တို့ကတောင်တက်မှာပေါ့နော်2နာရီခွဲနီးပါလောက်တောင်တက်သွားမယ်အပေါ်သွားရံပေါ့နော်အင်းအန်တနေပြီးတော့ခုတော့ပြည်လေးတန်းရှောင်းနေရတယ်တော့ဒီဘက်ကဆင်ပြေတော့လို့ဘာဖြစ်လို့လဲဆိုတော့မနီကဆက်တဲ့စားခဲ့မိလို့လားမသိဒီနေ့နဲ့တော့1ခဲ့သေးရဲ့ဟဲ့နားတဲ့နေရာမှာဒါမှအခုတော့အဆင်ပြေသွားပါပြီဒါတော့ဆလာဖန်ငွေရမရှိရအောင်ပေါ့နော်အရင်များတဲ့ချိန်မှာဒါလေးတက်ရအောင်ဆိုပြီးတော့သူတို့နေပြေးလာပေါ့နော်ဒါတော့အကုန်ပါပြီဒါcompany ဘက်နေပြီးတော့မှစီစဉ်ပေးရပါတော့ Oh my god ကျွန်တော်တော့ဆက်လမ်းပေါ်မှာလည်း2နာရီကားမောင်းလာ2နာရီလုံးအိတ်လာတယ်ဒီကြီးထွက်တာ10မိနစ်ရလဲ10မိနစ်အိတ်တယ်နိုင်ဝဲရလဲနိုင်ဝဲအိတ်တယ်တနိုင်ရလဲတနိုင်အိတ်တယ်ကိုလိုလဲအော်မီရဲ့โอเคအပေါ်ပြန်ဆက်သက်ပါအောင်မယ်ဒါတော့တောင်တက်တဲ့ချိန်ပေါ့နော်လမ်းလျှောက်မတက်ချင်တဲ့သူတွေတက်ခါဆိုတော့ဒီဟာနဲ့တောင်တက်လို့ရပါတယ်ဒါမဲ့လမ်းလျှောက်တက်ပါမယ်သူတို့ကကြောအဲ့ဟာဘယ်လိုခေါ်လဲဆိုတော့ taxi လို့ခေါ်ပါတယ်ဟဲ့ဆိုပါနေအစားတော့သူတို့ကမျိုးခေါ်လာကြတော့လေသူတို့ဘာပြောလဲပေါ့နော်တောင်တက်မဲ့ဟာဘာလို့ taxi စီးတက်မှာလဲပေါ့နော်တကယ်တော့ဘာမှမဟုတ်တွန်းလဲပြောရလဲချစ်ပါတယ်
ဆာလာဖန်လေးတွေရနေပါတယ်အနမ်းတော့အရင်ပြင်းနေအနောက်တောင်နေပြီးမှဒီအောက်ထိဆင်းလာတာပေါ့နော် Oh my god အငွေ့ရှူမိရင်လေချောင်းဆိုးရတဲ့အငွေ့ကရန် strong ဖြစ်တယ် Look at this finally it's crazy I don't know what's my feeling right now မနေ့ကစားခဲ့တဲ့အစားအစာတွေကြောက်လည်းမသိဘူးဒီနေ့ခါကြတော့လေဒီအုံတက်လာတဲ့အချိန်ကကြတော့လေလုံးဝဒုက္ခရောက်နေခဲ့တာကျွန်တော်ကတော့အမအင်းသားတက်ဒီအောက်နာမစင်လာရလေအပေါ်မှာအင်းသားတက်ပြီးမှအောက်စင်လာone shot တော့တကယ်လို့အစားတောက်ကြောက်လည်းပါမယ်ချင်ပါတယ်ပြီးရင်စီလဲတော့မပါတော့ဘူးဒါမဲ့တကယ်လို့များဒီမျိုးပေါ့နော်ဒီခီးကိုလာခဲ့ရင်တော့wet tissue လေးပါဆောင်ထားပေါ့နော်အတော့နည်းနည်းကြီးတဲ့ဟာယူလာပေါ့အဲ့ဆိုရင်ကိုတန်းစင်ခံတော့တဲ့ချိန်ကကြာစီတန်းစင်ခံတော့တဲ့ခါကျရင်တော့ကိုအတွက်ကိုအတော့ဝင်တယ်ပေါ့နော်မောရင်တော့ဒုက္ခရောက်မှာပြီး hand sanitizer လည်းယူလာပေါ့နော်ကိုတန်းစင်ခံတော့တာဖြစ်အစားတစ်ခုမစားခင်တာဖြစ်ကို hand sanitizer နဲ့တော့ကိုကျမဟိုအတွက်ကျမရေးပူကောင်းနေပေါ့နော်အဲ့တခုရှိတယ်ဟိုလာရမယ်ဟိုစားလို့ခါကျတော့ဖြစ်နိုင်ရင်တော့ရှူကလေဒီမျိုးအားကစား sorry အားကစားလုပ်တဲ့ရှူလေးမျိုးစီးလိုက်ရင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ပေါင်းပြီးဆိုရင်လည်းတူပါပဲပို့ပါလေးနဲ့ပေါ့နော်စီးလိုက်ရင်ကိုတက်ပို့ဆင်ပြေပါမယ်ကျွန်တော်ပေါ်ထိုင်အင်ဂျီကတော့ဒီမျိုးပဲဝတ်လာခဲ့ဘာစရတဲ့ဥတုက e-light ပြီးရင် Twitter light နဲ့စကားကြောလေဒါကြောင့်ဒီမျိုးပဲဝတ်လာခဲ့ပါတယ်မော်လေအပေါ်ပြန်တက်ရအောင်မယ်အစင်းတော့ကကြောင့်ဟုတ်တော့အပေါ်ပြန်တက်ရအောင်မယ် Look at this ဒီနေ့ကောင်ကြီးလဲဒီ view လေးကိုကြည့်နိုင်မယ်ကျင်တာပဲလာလိုက်တာလာရလိုက်လိချင်းနောက်တစ်ခုကလေကျွန်တော်တို့ကန်ကောင်းစီတာပါလဲဆိုတော့ကျတော့ဘယ်နေရာရဲ့ရောက်ကျွန်တော်နာမည်ကလွယ်ကူရယ်ပြီးရင်တခြားကလည်းမတူဘူးအများစုကတော့နိုင်ငံခြားသားတွေပဲဆိုတာကြောလေဘယ်နေရာရဲ့ရောက်ကယူစိတ်ခံရတော့နော်အဲ့ဒါလည်း blessing တစ်ခုပါပဲလို့တကူဆိုလဲဟိုလမ်းပြမှာတတိပြေပေါ့နော်တတိထားပါညာမြိုင်လမ်းလျှောက်စရာမလိုဘူးပြပြလျှောက်ရပေါ့နော်ပြီးအနောက်မှာကြံခင်လေသူတို့စောင့်ပေးရပေါ့နော်အဲကြောင့်ကျွန်တော်တက်ကတော့ blessing တစ်ခုပါပဲပြီးတော့ Look at this it's crazy ဟိုအောင်နာရောက်ရှိဖို့အတွက်ဒီလမ်းနေစေရတယ်ဒီလမ်းနေပြန်တဲ့ရတယ်အပင်ပန်းမခံနိုင်တော့ဒီခရီးကိုပေါ့နော်အချင်းခရီးကိုကျွန်တော် recommend ပေးပေါ့နော်အပင်ပန်းမခံနိုင်တဲ့သူကကျတော့အပင်ပန်းလက်ခံနိုင်တဲ့ဘဝမှာတစ်ခါတော့လှုပ်ကြည့်ခြင်းနဲ့ဆိုရင်တော့ခရီးသွားခြင်းနဲ့ဆိုရင်တော့ဒီခရီးကိုလာဖို့ကျွန်တော် recommend ပေးပါတယ်လို့
loving what I got. I just hope you like it. It's always good to know that you've been by to send a little smile. Even if I'm gone, you know it won't be long. I'll see the love and send it on. Even though you may be far away, I still know how you're doing. 'Cause you share all the laughter, joy, and pain. So I can't